လူတော်တော်များများကရင်မောင်းလိုက်စင်ရပြီးတာတော့ကားမီခလုတ်တွေကိုဘလို့300မှန်းမသိပဲလမ်းပေါ်ထွက်မောင်းလေးရှိကြပါတယ်။ဒါဟာတကယ်ကိုအန်တရယ်များတဲ့လုပ်ရက်ပါ။ကားရဲ့မီးထိန်ချုပ်တဲ့ခလုတ်လက်တံကကြည့်ရတာရှုပ်ထွေးတယ်လို့ထင်ရပေမဲ့တကယ်တော့အရန်ကိုရိုးရှင်းပါတယ်။အဖြူရောင်မြင်းချောင်းလေးက off ကိုညွှန်ပြနေရင်ကားမီအားလုံးကိုပိတ်ထားတာဖြစ်ပါတယ်။အဖြူရောင်မြင်းကကြောင်မျက်နှာပုံစံတင်ကေတာနဲ့မျက်နှာချင်းဆိုင်နေရင်တော့ကားရဲ့တီရှိမှုကိုပြသတဲ့ပါကင်မီကိုဖွင့်ထားတာဖြစ်ပါတယ်။အဖြူရောင်မြင်းကခောက်ဆွဲခတ်ပုံစံအောက်ဆိုင်လိုင်းများနဲ့ဆိုင်နေရင်တော့ညဘက်ပုံမှန်သုံးနဲ့မီးနှိမ်ကိုဖွင့်ထားတာပါမီးခလုတ်လက်တံကိုအောက်ဘက်သို့တွန်းချလိုက်ရင်တော့မီးကြီးမီးဝင်းဖြစ်လာမှာဖြစ်ပြီးအပေါ်ကိုနှစ်ချက်ဆက်ခနဲ့ပင့်တင်လိုက်ရင်တော့ရှီကားကိုကြော်တက်တော့မဲ့အကြောင်းအချက်ပြတဲ့မီးကလစ်ဆွဲခြင်းဖြစ်ပါတယ်အတွင်းဘက်ဝင်းရဲ့အဖြူရောင်မြင်းက off ဖြစ်နေပြီးမြူပိတ်မီပိတ်ထားတာဖြစ်ပြီးခောက်ဆွဲခတ်ပုံစံအချမ်းကိုလှည့်လိုက်ရင်တော့ကားနောက်ဘက်မြူပိတ်မီပွင့်လာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ရေးရေးနေနေတဲ့တတိယံပုံစံခလုတ်ကတော့အရေးပေါ်အချက်ပြမီ headset warning light ဖြစ်ပါတယ်လမ်းပေါ်မှာမောင်းနေနေအရေးပေါ်အခြေအနေဒါမှမဟုတ်အန်ဒီရဲ့တစ်ခုခုနဲ့ကြုံတွေ့ရတဲ့အခါဒီမီးကိုမဖြစ်မနေဖွင့်ရပါဘူး